Strawberry တော်ထွန်းထွန်း ဟာဘာပြောချင်တာတော့ ဘန်ကောင်းမှာပဲဖြစ်ဖြစ်ရန်ကုန်မှာပဲဖြစ်ဖြစ် Strawberry ဒီအီဒီယံပွဲတွေသွားရင် မဟုတ်ဘူးအဲ့ဒါလူကြီးတွေရလားမသိဘူး အဲ့လိုပဲက Strawberry ပါလဲဟိုတချင်းမိတ်ဆက်ပွဲတစ်ခုမှစုံတာဟုတ်လား ဘသူတချင်းမိတ်ဆက်ပွဲလဲ ထက် easily လေထက် easily ရဲ့ သူပဲတဲ့ထိုက်စီလေး Strawberry အော်ပြီးတယ်တနာယူ အေး ဟောလာဟဲ့ ဖြည်းဖြည်းသာပြောပါသိတယ်တနာယူတာတစ်မျိုးကြီးပဲ Strawberry ပိုင်သေးရလန့်သွားတာပေါ့ ဘာပွဲ အဲ့တနာယူပွဲမှာစုံတာတနာယူပွဲမှာ ဟာ Strawberry ပါလို့ကြာအရောက်ပို့တယ်ဘယ်သူလူတွေအကုန်လုံးကတီးပြီးသားထိုင်သူကြီးကချင်းနာမည်က ဟုတ်တယ်သိကြပြီ ငါ သိ ပဲ ကြ မသိ ပြီ Strawberry အမသိတယ်တနာယူဆိုဟဲဆိုပြီးဖြစ်သွားတာမဟုတ်သေးဘူး မဘာဖြစ်လဲ Strawberry လက်တစ်ပိုင်းလောက်ဆိုပြလိုက်အမား အဲ့ဒါ တော့ ကဘောင်းနေရလဲတနာယူကြောင့်ရှင်းနေပါ စိတ် ဆိုပါ ကြည့်ပါနဲ့တရားတွေမှတ်တာများပြီးတော့မသိဘူး Strawberry ဟုတ်လို့လား အခု ဟာအဲ့ဒါလေဘောင်းဘုံတို့တို့